အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဟိမဝနာမြစ်ကြီးပါခေတ်တိုင်တိုင်များရဲ့အခရာကဗျာစာအုပ်ထဲမှာပါတဲ့ကျွန်တော်ရဲ့ကဗျာလေးပုံနဲ့ဥစွာပထမရွတ်ဖတ်ပြရစီကဗျာကောင်းစဉ်ကအဖေနဲ့အမေကိုတိုင်တယ်ပြီးရေးတဲ့ကဗျာကျွန်တော်နဲ့အတူဤကဗျာလေးကိုလိုက်ပါစီမျောခန်းစားပေးကြပါဦးခင်ဗျာအဖေနဲ့အမေကိုတိုင်တယ်ပြီးရေးတဲ့ကဗျာအသက်40နာကတ်နေတာတော့အနေထိုင်ကမတတ်သေးဘူးမောင်ချုံးတွေပြောခဲ့တဲ့စကားကကျွန်တော်အတွက်ထားခဲ့တာများလားကံတိုင်းရဲ့အကျိုးတိုင်းခံစားဆန်စားရမှာကျွန်တော်သိတယ်လူဘဝဆိုတာလဲရသေးတယ်ဆိုတာကျွန်တော်သိတယ်အမှန်တိုင်းဝန်ခံရရင်ပုထုဇဉ်လူသားဘဝမှာ၅ပါးတိလတုံကြုံမှုဆိုတာကျွန်တော်မှာအဲ့ဒီလောက်ထိပါရမီမပါသေးဘူးဒါပေမဲ့လည်းကျွန်တော်ဗြဟ္မစိုးတရားကိုတော့လက်ကင်ထားတတ်နေပြီကျွန်တော်ငယ်ငယ်ကလေးကအမှုပညာကိုခုံမင်တက်မဲ့တဲ့အရွယ်ရောက်လာတော့ဝါသနာနဲ့ပြီးစားတာကြပြရေးရစာရေးရမှာစားဝင်အိပ်ပျော်တယ်ဒီလိုနဲ့ပဲမိဘတွေပေးတဲ့ပညာအမွေနဲ့ကျွန်တော်ဝေလေးတစ်ခုရတယ်ဒီအတွက်လည်းကျေးဇူးပါပဲအဖေနဲ့အမေဒီကပြောနေတယ်ငါသားအပေါင်းကင်းဆိုတာကြည်ပေါ့မုတ်ဆိုးနာနီးမုတ်ဆိုးအနာနာနီးတနာလေဟုတ်ပါတယ်ပြီဒါပေမဲ့လည်းခါတလီမှာလိုအပ်ချက်အရာမုတ်ဆိုးနေတယ်ပေါင်းတဲ့အခါပေါင်းရတယ်တငါနဲ့လည်းပေါင်းတဲ့အခါပေါင်းကြရတယ်ပြီဒါပေမဲ့သူတို့ရဲ့ကားကောင်ဖြစ်တာဘယ်တော့မှအဖြစ်မခံဘူးပြီအမေကပြောခဲ့တယ်ကိုကလွဲရင်ကိုရုကိုတောင်ယုံရတာမဟုတ်ဘူးငါသားဒါကြောင့်ဘာပဲလုပ်လို့ဂတိတရားကိုလက်ကင်ထားအနန္တ၅ပါးကိုမေ့မထားနဲ့ပဲဟုတ်ကဲ့ပါမေအမေပြောခဲ့တဲ့စကားအမှန်တရားတွေပါပဲအမေဒီခေတ်ကြီးထဲမှာလူသားချင်းချင်းစာနာသူကအနည်းတာကိုယ့်ထက်သာမနာလိုလူတွေကအများလားရေနစ်ရင်ဝါပူဖို့နေနေတာရေနစ်ထဲရောက်သွားဝါနဲ့ထိုးချခြင်းလူကအများလားဒီလိုနဲ့ပဲသတိနဲ့နေသတိနဲ့တော့ကြည်သွားကြည်စားနေရတဲ့ဖြစ်ခုဆိုငယ်ငယ်တုန်းကလိုတစ်ခေတ်ခေတ်နဲ့မရေနိုင်တာကြာခဲ့ပြီဘာပဲဖြစ်ဖြစ်ပါမယ်ဘယ်နေရာပဲရောက်ရောက်သားတစ်ယောက်တည်းပဲနေအနန္တ၅ပါးကိုပြည့်နေနေပါဘူးတကယ်တော့ဘဝတွေဘလောက်ခါခါမပြတ်သောမေတ္တာတရားနဲ့ဖြစ်နိုင်ကြတာအဖေနဲ့အမေနဲ့ရှိရတာပဲလေအရန်ချစ်တယ်အဖေနဲ့အမေအိမ်ဝင်လာမြည်ချစ်